ပြည်နယ်တရားကိုလေ့လာပြီးချိန်မှာပြည်နယ်တရားကိုစာလုံးပေါင်းပါမယ်အခုပေါင်းပြမှာကတော့စရာအော့ဖြစ်ပါတယ်ဒါကအတန်တူတရားစရာအော့ပြီးရင်အောက်မှာအတန်ရှိတရားစရာအော့ဆိုပြီးတော့ထပ်ပြီးတော့ပေါင်းပါမယ်အရင်ဦးဆုံးစရာအော့နဲ့ပေါင်းပြမယ်လိုက်ဗီဒီယိုလေ့လာနေတဲ့သူတွေအတွက်ပေါ့နော်ဒီဖတ်ရင်းနဲ့လည်းဖတ်ပြီးရင်ရေးလဲရေးပေါ့နော်ကျွန်တော်တို့ဖတ်ပြီးတော့ရေးတာကပို့ပြီးတော့တက်မြန်စေပါတယ်အဖတ်တစ်မျိုးပဲဆိုရင်တော့ကြာရင်တော့မိသွားနိုင်ပါတယ်နော်ဖတ်ရင်းနဲ့ရေးနဲ့ဖတ်ဆိုရင်ကျွန်တော်တို့ခဏလေးနဲ့ပဲလွယ်လွယ်လေးနဲ့တက်မြန်တယ်ပြီးရင်လွယ်လွယ်လေးနဲ့လည်းမမေ့ဘူးပေါ့နော်အမြဲတမ်းအမှတ်ရနေတယ်ဟုတ်ကဲ့ပါရေးလဲရေးမယ်ဖတ်လဲဖတ်မယ်နော်အရင်ဦးဆုံးအလဲတန်နဲ့ပေါင်းပြမယ်ကောအော့ကောကြောအော့ကြောဒေါ်အော့ဒေါ်တောအော့တောပေါ်အော့ပေါ်ဘောအော့ဘောအော်အော့အော့ပြီးရင်အမြင့်တန်ခေါ်အော့ခေါ်ထော်အော့ထော်ချော်အော့ချော်ဖော်အော့ဖော်ဖော်အော့ဖော်စော်အော့စော်ဟော်အော့ဟော်ပြီးရင်အနိဒံကြည့်မယ်ဒီအနိဒံနဲ့အတန်တူတရနဲ့ပေါင်းရင်အတန်ကိုဖိပေးရတယ်နော်အနိဒံပြီးနဲ့အတန်တူတရနဲ့ပေါင်းရင်အတန်ကိုဖိပေးရတယ်ခေါ်အော့ခေါ်ထော်အော့ထော်ချော်အော့ချော်စော်အော့စော်ဖော်အော့ဖော်ဖော်အော့ဖော်နော်အော့နော်မော်အော့မော့ငေါ်အော့ငေါ့ယောအော့ယော့ရောအော့ရော့ဝေါ်အော့ဝေါ့လောအော့လော့ဟောအော့ဟော့ပြီးရင်စကားလုံးလေးကြည့်မယ်ကောအော့ကော့ကော့ကျွန်းဒီပင်လယ်မှာရှိတဲ့ကျွန်းတွေနော်ပြီးရင်ကျမောက်ဒီငေါအော့ငေါ့ငေါ့ကျမောက်ဒီပြီးရင်ဆိုဖာကိုဘော့ဘော်အော့ဘော့ဆိုဖာပြန်ဖြစ်ဒီထော်အာထလောအော့လော့ထလော့ပြန်ဖြစ်ဒီပြီးရင်နားပေါက်ဖောက်တာကြောအော့ကြော့ဟောဦးหูကြော့หูရမယ်နော်ပြီးရင်အတန်ရှိတရာကိုလေ့လာမယ်အပေါ်မှာကစရာအော့ဒီအောက်မှာကစရာအော်အလဲတန်နဲ့ပေါင်းမယ်ကောအော်ကောကြောအော်ကြောဒေါ်အော်ဒေါ်တောအော်တောပေါ်အော်ပေါ်ဘောအော်ဘောအော်အော်အော်ပြီးရင်အမြင့်တန်ကြည့်မယ်ခေါ်အော်ခေါ်ထော်အော်ထော်ချော်အော်ချော်ဖော်အော်ဖော်ဖော်အော်ဖော်စော်အော်စော်ဟော်အော်ဟော်ပြီးရင်အနိဒံကိုကြည့်မယ်အတန်ရှည်တရမှာကြတော့ဒီအနိဒံပြီးနေဒီအတန်ရှည်တရဆိုရင်ပုံမှန်အတိုင်းပဲဆိုလို့ရတယ်เนาะဖြည့်စရာမလိုဘူးခေါ်အော်ခေါ်ထော်အော်ထော်ချော်အော်ချော်စော်အော်စော်ဖော်အော်ဖော်ဖော်အော်ဖော်နော်အော်နော်မော်အော်မော်ငေါ်အော်ငေါ်ယောအော်ယောရောအော်ရောဝေါ်အော်ဝေါ်လောအော်လောဟောအော်ဟောပြီးရင်စကားလုံးကြည့်မယ်လေဘင်းကိုထိုင်းလို့ခေါ်လို့ခေါ်ပါတယ်ဆိုတော့သူရဲ့စာလုံးပေါင်းนี้ကတော့ခေါ်အော်ခေါ်ပြီးရင်စောက်ဒီကိုရောလို့ခေါ်ပါတယ်စာလုံးပေါင်းนี้ကရောအော်ရောတောင်းဒီတောင်းတာကိုထိုင်းလို့ခေါ်လို့ခေါ်ပါတယ်စာလုံးပေါင်းนี้ကတော့ခေါ်အော်ခေါ်ပြီးရင်တင်ဘော်ဒီကိုထိုင်းလို့မလကော်လို့ခေါ်ပါတယ်ဒီအောက်မှာသူရဲ့စာလုံးပေါင်းမောအာမလောအာလာကောအော်ကောမလကောတင်ဘော်ဒီအားလုံးရမယ်နော်ရေးလဲရေးပါဖတ်လဲဖတ်ပါအဲ့ဒါမှပဲမမြန်မှတ်မိနိုင်မှာဖြစ်ပါတယ်